မင်္ဂလာပါရှင်28ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့မြန်မာပြည်ငလင်ဟာမြန်မာပြည်သူပြည်သားတယောက်ချင်းစီရဲ့စိတ်ကိုထိခိုက်နာခြင်းအောင်ဖြစ်ပေါ်စေခဲ့ပါတယ်မြန်မာပြည်ရဲ့ရှေးဟောင်းမှုနည်းတွေနဲ့သမိုင်းဝင်နေရာတွေလူတွေရဲ့အိုးအိမ်အသက်တွေကိုမိနစ်ပိုင်းတွင်ထဲမှာဖျက်ဆီးပစ်လိုက်တာပဲဖြစ်ပါတယ်အခုဖြစ်ပေါ်ခဲ့တဲ့ငလင်ကြောင့်အဖို့တန်တဲ့အရာတွေကျမတို့အားလုံးဆုံးရှုံးခဲ့ရလို့ဝမ်းနည်းပူဆွေးနေရတဲ့အချိန်မှာထပ်ပြီးတော့ဆုံးရှုံးမှုတွေမဖြစ်စေဖို့အတွက်ကြန့်ရှိနေတဲ့လူသားတွေအနေနဲ့မမေ့လျော့စေဖို့အတွက်တတိထားနိုင်စေဖို့ရည်ရွယ်ပြီးယခုဗီဒီယိုလေးကိုမြစ်တာနဲ့ဖန်တီးပေးလိုက်ပါရရှင်မြန်မာပြည်သူပြည်သားတွေအနေနဲ့ငလင်ကြီးဖြစ်ပြီးသွားတဲ့အခါမှာကြောက်နေတဲ့ကြောက်စိတ်တစ်ခုကတော့နောက်ဆက်တွဲငလင်တွေထပ်ဖြစ်လာမှရဲ့ငလင်တွေထပ်လာအောင်မလားဆိုတာတွေပဲထင်နေကြတာပဲဖြစ်ပါတယ်အခုလက်ရှိဖြစ်ပေါ်နေတဲ့ငလင်အခြေအနေကနေပြီးတော့နောက်ဆက်တွဲဖြစ်နိုင်တဲ့ယောဂလက္ခဏာတွေရှိနေပါသေးတယ်ဒါကြောင့်ငလင်ဖြစ်ပြီးတဲ့အခါမှာဖြစ်ပွားနိုင်တဲ့ယောဂတွေကိုကြိုတင်သိရှိထားမယ်ဆိုရင်တတိထားနိုင်ပြီးတော့ဒီထက်အခြေအနေတွေမဆိုးနိုင်အောင်ဒီရှိအောင်နေထိုင်မယ်ဆိုရင်ဒီလိုအခြေအနေဆိုးတွေထပ်ပြီးမဖြစ်နိုင်အောင်လို့တားဆီးနိုင်တဲ့အရာတွေကိုကျွန်မကအနည်းငယ်ဝေမျှပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ထိခိုက်ဒဏ်ရာနဲ့ဆက်ဆက်တဲ့ယောဂတွေရှိပါတယ်။အဲ့ဒါကတော့ဒဏ်ရာပိုးဝင်တာ၊သွေးဆေးတက်တာတွေ၊ကြွက်သားပုတ်တာတွေ၊ခြေဆောင်ပြက်ယောဂတွေ၊မြေကြီးကနေတဆင့်တန်ကြီးတက်တာတို့နော်မြေကြီးတွေတန်ကြီးတို့နဲ့ထိတွေ့တဲ့အခါမှာဒဏ်ရာတွေကူးစက်နိုင်တာတွေဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ဖိမိနေတဲ့ကြက်သားတွေကြောင့်ကြက်သားရောင်တာတွေကြက်သားတွေပျက်စီးပြီးတော့ကြောက်ကက်ပြက်တာတွေပိုတက်ဆီယမ်များတာတွေလည်းဖြစ်လာနိုင်ပါတယ်ရှင်။ဒီလိုချက်တွေကိုတတိထားရမှာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်တတိထားရမယ့်ချက်ကတော့ကျမတို့အစားအသောက်ပေါ့နော်။ရေအစားအသောက်ကနေတဆင့်ကူးစက်နိုင်တဲ့ယောဂတွေလည်းရှိပါတယ်။အဲ့ဒါကတော့ဝမ်းပြက်ဝမ်းလျှောယောဂတွေဖြစ်လာနိုင်တယ်။ကာလဝမ်းယောဂတွေ၊သွေးဝမ်းသွားတဲ့ယောဂတွေ၊တိုက်ဖိုက်ယောဂနဲ့အသေးရောင်တက်ဝါယောဂတွေကိုလည်းကျမတို့အနေနဲ့တတိထားရမှာပဲဖြစ်ပါတယ်။နောက်တစ်ဆင့်ကတော့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေကိုလည်းကျမတို့တတိထားဖို့လိုအပ်ပါတယ်။ဥပမာတကွေးဖြစ်တာကိုရိုနာဗိုင်းရပ်စ်နဲ့ TB ယောဂတွေနမိုးနီးယားတွေဒါတွေကိုလည်းကျမတို့တတိထားဖို့အတွက်လိုအပ်ပါတယ်။ပတ်ဝန်းကျင်ကိုကျမတို့အနေနဲ့ကပျက်စီးတာတွေရှိနေတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ကနေပြီးတော့ခြင်တွေကြွက်တွေကနေပြီးတော့ကူးစက်နိုင်တဲ့ယောဂတွေကိုလည်းကျမတို့တတိထားဖို့လည်းလိုအပ်ပါတယ်။ဥပမာငှက်ဖျားယောဂ၊သွေးလွန်တုပ်ကွေးယောဂနဲ့ဂျပန်အုံနောက်ရောင်ယောဂတွေကြောက်ကနေတဆင့်ကူးစက်တတ်တဲ့ယောဂတွေကိုလည်းပဲကျမတို့တတိထားဖို့အတွက်လိုအပ်ပါတယ်ရှင်။အခုချိန်ဒီမှာအရေးကြီးဆုံးကတော့စိတ်ပိုင်းဆိုင်ရာယောဂတွေပဲဖြစ်ပါတယ်။အကုန်လုံးထိခိုက်နာကျင်ပြီးတော့ဝမ်းနည်းနေရတာဖြစ်တဲ့အတွက်ကြောင့်စိတ်ချယောဂတွေဖြစ်နိုင်တယ်။စိုးရိမ်ပူပန်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ကျမတို့အချင်းချင်းကုညီဖေးမရေးနဲ့ကုညီစောင့်ရှောက်ဖို့အတွက်လည်းလိုအပ်ပါတယ်ရှင်။ကာကွယ်ရင်အကြံပြုပေးခြင်းတဲ့အချက်ကတော့တန်ရှင်းတဲ့ရေကိုတောက်သုံးပြီးတော့နေထိုင်ဖို့လိုအပ်မယ်ဖြစ်နိုင်မယ်ဆိုရင်ရေကိုကြိုချက်ပြီးတော့တောက်သုံးစေခြင်းနဲ့လက်ကိုလည်းဆက်ပြားနဲ့ဆင်ကျင်အောင်ဆေးပြီးတော့အနီးပတ်ဝန်းကျင်မှာရှိတဲ့ချင်းတွေကြွက်တွေကိုဖယ်ရှားဖို့အတွက်ပိုတက်စီပြန်တာတွေရေအိုင်တွေကိုဖုံးထားတာမျိုးတွေပြုလုပ်ထားသင့်ပါတယ်ရေးပေါ်ကာကွယ်ဆေးတွေလည်းထိုးထားဖို့အတွက်လိုအပ်ပါမယ်လူစုလူဝေးတွေကိုရှောင်ရှားပြီးတော့ဖြစ်နိုင်မယ်ဆိုရင်နှာခေါင်းစည်းတွေတက်ထားပြီးတော့နေထိုင်သင့်ပါတယ်ရှင်တတိပြုရမယ့်အရေးကြီးဆုံးအချက်ကတော့ယောဂလက္ခဏာတစ်ခုခုဖြစ်ပေါ်လာတဲ့ဆိုတာနဲ့ချက်ချင်းဆေးရုံဆေးပေးခန်းတွေကိုအမြန်ဆုံးသွားရောက်သင့်တယ်လို့တော့အကြံပြုပေးခြင်းပါတယ်ဒါမှသာကျမတို့ချစ်တဲ့မြန်မာပြည်ကြီးလည်းမြ мян နေပြန်ကောင်းလာပြီးတော့လူတိုင်းပြန်ပြီးအဆင်ပြေပြေနဲ့ဖြစ်မှာပဲဖြစ်ပါတယ်ရှင်ယခုဒီဗီဒီယိုလေးကိုနားဆင်မိတဲ့သူတဦးတယောက်ချင်းစီတိုင်းအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အကျိုးလည်းဖြစ်ထွန်းပါစေလို့ရည်ရွယ်ပါတယ်မြန်မာပြည်ကြီးလည်းအမြန်ဆုံးနေပြန်ကောင်း၍ငလင်ပေးကြောင်းဝမ်းနည်းပူဆွေးရတဲ့သူတဦးတယောက်ချင်းစီတိုင်းလည်းငြိမ်းချမ်းအေးချမ်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်